1 2 3 4 5 6 9 10 9 10 11 12ခြေလမ်း12လမ်းထိကျဲတဲ့ခြေနှောင်ကြီးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်လူတွေအများကြီးပဲစုပြုံပြီးအိတ်မလားစိတ်ပြေးလိုက်တန်းကစားမလားခြေနှောင်ထဲမှာပဲစာလုပ်မလားခြေအနေကနေပြီးတော့ကာကွယ်ပေးပြီးစိတ်လုံးညမှုအပြေးဝပေးဆွဲမဲ့ခြေနှောင်ကြီးပဲဖြစ်ပါတယ်အရွယ်ဘလောက်ကြီးခြေနှောင်အမိုးတွေကိုအောက်ကိုအိုက်ကြမနေအောင်လေးတောင်ကြဖြစ်အောင်လို့တေချာစီမံပြီးတော့ချုပ်လုပ်ပေးထားတာပဲဖြစ်ပါတယ်အသွင်လေးတွေကိုလည်းလက်3လုံးကြားလက်4လုံးကြားပတ်လေဝေးစားနေအောင်ထည့်ပေးထားမှာမလို့ဘေးကိုလိုသလိုချဲ့နိုင်ကားနိုင်ပါတယ်ခြေနှောင်အမြင့်ကလည်းလူတက်ရကောင်းလွတ်တဲ့အပြင်ကိုအောက်နားတွေကိုဖိထားပုံထားလို့ရသေးတာမို့လို့ခြေဝင်မှာကိုလုံးဝစိတ်ပူစရာမလိုပါဘူးအိတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းခြေနှောင်မိုးနဲ့မျက်နှာနဲ့နီးပြီးတော့ဖြစ်ပေါ်လာမဲ့စိတ်မွန်းချက်မှုတွေနဲ့ကင်ဝေးပြီးခြေနှောင်မပါသလိုခံစားချက်အပြည့်နဲ့လေဝင်လေထွက်ကောင်းနဲ့အိတ်ဆက်အနားယူနိုင်မှာပဲဖြစ်ပါတယ်ဒီခြေနှောင်လေးရဲ့အရွယ်ကတော့ဘယ်ကနေညာထိအားပေ20ခေါင်းရနေချင်းဒီခြေစင်းပင်က10ပေအမြင့်9ပေအော်ရာကျုပ်လက်ရအပြည့်နဲ့ချုပ်လုပ်ပေးထားပါတယ်ဒီလိုမျိုးအရွယ်လွန်စိုက်လွန်လေးတွေကိုမှာယူခြင်းနဲ့ဆိုလို့ရှိရင်မိမိရဲ့အခန်းပေကိုပြောပြီးတော့ဈေးနှုန်းတစ်ချက်ကိုင်းပြီးမှာယူလို့ရပါတယ်မှာယူမယ်ဆိုလို့ရှိရင်39 258 300 39 9858 608တို့ကနေဖုန်းဆက်ပြီးဖြစ်စေ Viber ဆင့်စာပို့ပြီးဖြစ်စေ Facebook Messenger ဆင့်ဖြစ်စေအသေးစိတ်ဆက်သွယ်မေးမြန်းပြီးမှာယူလို့ရပါတယ်ရှင့်